အားလုံးပဲမင်္ဂလာပါဗျကျွန်တော်လင်းလေး channel လေးကနေတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော် post software လေးကိုအသုံးပြုနည်းလေးကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ဒီ software လေးကဆိုလို့ရှိရင်ကျွန်တော်နိုင်ငံခြားရောက်နေတဲ့သူတွေအတွက်ဘာသာစကားအခက်အခဲဖြစ်တဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အရင်ကမှအသုံးတည့်ပါတယ်ကျွန်တော်ခီးသွားတဲ့အခါမှာဒီ post software လေးကဆိုလို့ရှိရင်ကျွန်တော်ငွေကြေးကိုလည်းချိန်ဆလို့ရပါတယ်သူမှတစ်ခါတည်းသူတွက်ပြီးသားဖြစ်ပါတယ်အဲကြောင့်မလို့ဒီ software လေးကိုကျွန်တော်တင်ပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင် Google Play Store မှာကျွန်တော်ပုံဆိုပြီးတော့ရိုက်ချလိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ download ဆွဲပြီးသားမို့လို့ဒီမှာ open ပြနေပါလိမ့်မယ်ဒီငယ်ကျွန်တော်ကတော့ဒီမှာ download ဆွဲလိုက်ပေါ့နော်နောက်ပြီးရင်ကျွန်တော်က open ကိုနှိပ်ပြီးတော့အထက်ဝင်လိုက်ပါပဲဖြစ်ပါတယ်ဒီကောင်ကိုဖွင့်နေဆိုရင်ကျွန်တော် Gmail account တစ်ခုနဲ့တော့ sign in လုပ်ပေးရပါတယ်ကျွန်တော် Gmail account တစ်ခုတော့လိုပါမယ်တော့ဖုန်းသုံးတဲ့သူတိုင်းမှာ Gmail account တစ်ခုတော့ရှိကြပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီရင်ကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီတိုင်းပေါ်လာမယ်ပေါ့နော်ဒီတိုင်းပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဟိုလက်ရှိနေတဲ့နေရာကဒီနေရာပေါ့နော်ဒီနေရာနေပြီးတော့မှကျွန်တော်တို့သွားကျင်တဲ့နေရာကိုဒီမှာဥမာဒရုံမောင်းလေးစိတ်ပေါ့နော်ကျွန်တော်လေးစိတ်မှာ terminal 2ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ထောက်လိုက်မယ် terminal 2မှာဆိုလို့ရှိရင်ကျွန်တော်တို့ဈေးဘယ်လောက်ကျမလဲပေါ့နော် private နဲ့သွားမလားကျွန်တော် motor cycle နဲ့သွားလို့ရတယ်ကျွန်တော် business နဲ့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တရားပဲကျွန်တော်ပဲဖြစ်ပါတယ်ဒါမှမဟုတ်ရှင် both နဲ့သွားမယ်ဆိုလို့ရှိရင်လည်း140ပေါ့နော်ကျွန်တော်အဲ့လောက်ပဲဒီမှာကိုရွေးချယ်လို့ရပါတယ်ပြီးသွားတယ်နဲ့ confirm order ပေါ့နော် confirm order နဲ့လည်းဒီupgrade ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့တို့ကငှားတာအောင်မြင်ပဲဖြစ်ပါတယ်ကျွန်တော်ကတော့မလုပ်ပြတော့ပါဘူးโอเคကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးတော့ပါဦးလို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်